အရက်လေးမျက်နှာမှာရေတွေဖုံးလွှမ်းနေတဲ့ကျုံးငယ်လေးတစ်ခုအဲ့ဒီကျုံးငယ်လေးပေါ်မှာအသက်ရှင်နေထိုင်သွားမယ်လူငယ်လေး9ယောက်ဒါကတော့ The Life of Spiral Part 1ဖြစ်ပါတယ်ခင်ဗျဒီ Part 1မှာတော့ကျွန်တော်တို့တငယ်ချင်း9ယောက်ကဘယ်လိုမျိုးရှင်သန်သွားမလဲဆိုတာကိုလိုက်ပါကြည့်ရှုပေးဖို့အတွက်မေတ္တာရက်ခံပါတယ်ခင်ဗျပထမဆုံးနေ့မှာပဲကျွန်တော်တို့အဖွင့်တော့မလာခဲ့ဘူးခင်ဗျဘာလို့လဲဆိုညဘက်ကြီးလည်းတန်တိုးတာဟောကျွန်တော်ထင်းတဲ့အတိုင်းတော့ဖြစ်မလာခဲ့ဘူးခင်ဗျကျွန်တော်ကျုံးရတယ်နည်းတော့အနေတော့များတယ်ခင်ဗျအသက်ရှင်မှုတော့ကတော့50တော့ဖြစ်နေတာပေါ့ခင်ဗျတို့လည်းပဲကျွန်တော်တို့ရှိမြဟာလေးလိုက်စုဆောင်ရတာပေါ့ကျွန်တော်မိုးလေးနဲ့အထိစောက်ဖို့အတွက်ပေါ့တော်တော်များတယ်မော့တယ်ခင်ဗျကျွန်တော်တို့ဒီလူသူမရှိလို့တာပြောတော့ခင်ဗျသမိုင်းတွေတရားရောက်လာတယ်လို့မသိဘူးတို့လည်းပဲကျွန်တော်မိုးလင်းသွားတဲ့အချိန်မှာကျွန်တော်နည်းနည်းတော့ဒီရှင်းရရှိတာရှင်းတယ်လုံးဆရာရှိတာလုံးတယ်ခင်ဗျThe knife ခံမယ်ကျွန်တော်ညဘက်တော့ရောက်လာပြီညဘက်ကတော့ပြန်လဲရောက်ရှိလာခဲ့တယ်เนาะအချိန်တော့နည်းနည်းတော့မြန်တယ်လို့တော့ခံစားရမှာပဲခင်ဗျကျွန်တော်လည်းရှိတာလေးတော့အကုန်လိုက်စုဆောင်ပြီးတော့လုံးနေတဲ့အချိန်မှာကျွန်တော်မိုးကတော့ချုပ်သွားတယ်ခင်ဗျဒီလိုနဲ့ကျွန်တော်အကောင်စီကျွန်တော်ပြေးဖို့တော့တော့မိတယ်ကျွန်တော်လိုက်ကြည့်ရခင်ဗျဘာလဲတော့မသိပါဘူးခင်ဗျကျွန်တော်ရှိတာလေးတော့အကုန်ဒီဟိုကအပင်ဆိုင်ဖို့ပေါ့เนาะစီလေးလိုက်ရှာတာစီလီလိုက်ဆိုင်တဲ့မိုးလင်းတော့ပဲကျွန်တော်ထိုင်ဆောင်ခဲ့ရတဲ့ဘွားပေါ့ခင်ဗျ။ဒါတော့မိုးလင်းတော့ကျွန်တော်တွေ့ရမြောက်ကောင်းနေတတ်တယ်။ဘာညာအကုန်လှုပ်တယ်ပေါ့ခင်ဗျာ။ရှိတာလှုပ်ဆရာရှိတာအကုန်လုံးတော့လှုပ်ကြတာပဲ။အဲ့လိုလှုပ်နေတဲ့တနေ့တော့ထက်ကုန်သွားတယ်ခင်ဗျာ။ဒီမှာကျွန်တော်နဲ့အဲ့ဒီပိုင်းလေးနဲ့ညံ့သွားတယ်ခင်ဗျာ။ဒီလိုနဲ့ပဲကျွန်တော်ထိုင်ဆောင်နေတဲ့ day 3ကိုရောက်လာခဲ့တယ်။ day 3ကိုရောက်လာတော့ကျွန်တော်တို့တပင်ခုတ်ဆရာရှိရခုတ်တယ်ကျွန်တော်လုံးဆရာရှိရတယ်အမြန်ဆုံးလုပ်တယ်ခင်ဗျာကျွန်တော်တို့ဒီမှာတော့ရှင်သန်ဖို့တိတ်ပြီးတော့နည်းနည်းခက်ခဲတယ်ကျွန်တော်နည်းနည်းခက်ခဲတယ် day 4လေးပြန်ရောက်လာတယ်ကျွန်တော်လေသမားဘွားကိုကျွန်တော်လေသမားဘွားနဲ့တက်ရှိမှာအဲ့တော့လုံးဆရာရှိရလုပ်တယ်လုံးဆရာရှိရအများနေတော့လုပ်နေတာပဲကျွန်တော်အိမ်ဆောက်ဖို့လုပ်ပါတယ်ရှိမြရတယ်အကုန်လိုက်သမားတယ်ကြောက်တယ်ပါတူးတယ်ရေးပါကျွန်တော်လိုက်ချက်တယ်အဲဆိုတော့ကျွန်တော်ဒီတိုင်းနဲ့နေလို့တော့မကောင်းဘူးညာညီလေးပါချက်ပြီးတော့နည်းနည်း area လေးနည်းနည်းကျအောင်လုပ်ကြမှာပဲဗီဒီယိုတော့ပတ်ဝန်းဆိုတော့ပဲကျွန်တော်အမြန်တင်ရတဲ့အတွက် speed လေးနဲ့ပဲကြည့်ပေးပါခင်ဗျာဘာမှတော့မဟုတ်ပါဘူးကျွန်တော်ဒီမှာအိမ်ဆောက်တာပဲထည့်ထားပတ်ဝန်းကတော့အဲ့တော့ဆိုတော့ကျွန်တော်ကြည့်ဖို့တော့မြစ်တာရက်ခံပါတယ်နော်ဆက်တာကြည့်လိုက်တော့ခင်ဗျာဒီလိုနဲ့ကျွန်တော်အိမ်လေးတော့ပြီးသွားပြီနော်ဘာလို့လဲနဲ့ပတ်ဝန်းလည်းပြီးခဲ့ပြီနော်ကျွန်တော်ပတ်2ကိုစက်တင်ပေးပါမယ်နော်ဗီဒီယိုရဲ့အရင်ရှင်းနေတော့ပါခင်ဗျာ